အတွက်ဆိုလူရာရစီထာဝရကောင်းငင်ကြီးစုမြတ်မှုရှိမိမိသာပြိုင်ပဲကင်းလူထာဝရမြတ်တာရှင်ပေရမအစားထိုးမရနိုင်ထာဝရလာမင်းသားတို့မိမိကြီးစုမြတ်တာတာအတွက်ဆိုရင်ကောင်းမခါတောင်းနိုင်လူရာရစီအမေဟာတာအတွက်တာဘဝကလည်းအမေပဲဖြစ်ခဲ့ပြီအမေမြစ်တာကွန်ပျူတာကိုစင်မြင့်ထမှသားကလေးအမြဲဆိုနေအချင်နာရီပူခဲ့သူအမေအပြုံးမှန်နေဝေကပါတီတဲ့ရွေအမေရဲ့မြစ်တာတူနိုင်စရာမဲ့ချီသူတွေကိုသားကလေးဆက်မေသားတနေ့အဆူတော့ဖြစ်ရင်အမေရဲ့ရှင်ငွေချေကိုပြန်လာခဲ့မဲ့တချင်ကလေးဆိုရင်အမိသားလွန်လိုက်ပြေငယ်စမဝတိတ်ကိုပြန်တွေ့ကအမိရဲ့သားလွန်နေရင်ငယ်မှာထာဝရလာမင်းကြီးသူရှင်မိမိကဘာမြေတော်လျောင်းတွေပေးသူငွေရအမိကြီးမမတင်စားခြင်းထာဝရလာမင်းကြီးသူရှင်မိမိအတွက်ဆိုလူရာရစီထာဝရကောင်းငင်ကြီးစုမြတ်မှုရှိမိမိသာပြိုင်ပဲကင်းလူထာဝရမြတ်တာရှင်ပေရမအစားထိုးမရနိုင်ထာဝရလာမင်းသားတို့မိမိကြီးစုမြတ်တာတာအတွက်ဆိုရင်ကောင်းမခါတောင်းနိုင်လူရာရစီအမေဟာတာအတွက်တာဘဝကလည်းအမေပဲဖြစ်ခဲ့ပြီအမေမြစ်တာကွန်ပျူတာကိုစင်မြင့်ထမှသားကလေးအမြဲဆိုနေအချင်နာရီပူခဲ့သူအမေအပြုံးမှန်နေဝေကပါတီတဲ့ရွေအမေရဲ့မြစ်တာတူနိုင်စရာမဲ့ချီသူတွေကိုသားကလေးဆက်မေသားတနေ့အဆူတော့ဖြစ်ရင်အမေရဲ့ရှင်ငွေချေကိုပြန်လာခဲ့မဲ့တချင်ကလေးဆိုရင်အမိသားလွန်လိုက်ပြေငယ်စမဝတိတ်ကိုပြန်တွေ့ကအမိရဲ့သားလွန်နေရင်ငယ်မှာထာဝရလာမင်းကြီးသူရှင်မိမိကဘာမြေတော်လျောင်းတွေပေးသူငွေရအမိကြီးမမတင်စားခြင်းထာဝရလာမင်းကြီးသူရှင်မိမိ